Okay ဆက်လက်ပြီးတော့မှအခုတို့လေ့လာရမယ့်သင်ခန်းစာကတော့ number 7 Node.js ကို install ပြုလုပ်မှာဖြစ်တယ်ဆိုတော့အခုဒီ video ကို record ယူထားတဲ့ date ကတော့တရက်နေ့အဲ့တော့ June 2025ခုနှစ်ဆိုတော့ဒါဆိုလို့ရှိရင်အခုတို့အဲ့တော့ browser တွေကိုတွားထားမယ်အဲ့တော့ browser တွေကနေပြီးတော့မှ Trello တွေကို data and technology တွေကိုဝင်ထားပြီးဆိုလို့ရှိရင်အဲ့တော့ number 7ကို install ပြုလုပ်ဖို့အတွက်တွားပြီးဖွင့်ထားလိုက်မယ်Okay အဲ့တော့ထုံးစံတိုင်းပဲအခု control alt t တွေကနေပြီးတော့မှအဲ့တော့ package ကို install ပြုလုပ်မယ်Okay အဲ့တော့ပြီးတော့အခုဒါလေးရှင်းထုတ်ထားလိုက်မယ်နောက်ပြီးတော့တဲ့အခါကျရင် Node.js ကို install ပြုလုပ်ဖို့အတွက်အခုတို့တွေကဒီ official site ကနေပြီးတော့မှအဲ့တော့သူပေးထားတဲ့အတိုင်းအခုတို့ install ပြုလုပ်ရင်လည်းရတယ်တို့ဒီမဟုတ်အခုတို့ဒီကောင်ကိုလာပြီးတော့မှတပ်ပါတီကနေလည်းတော့ install ပြုလုပ်လို့ရတယ်အဲ့တော့မျိုးဆိုစေအရင်ဆုံးခုတို့အဲ့တော့ install ထားရမှာကတော့အဲ့တော့ cal လို့ခေါ်တဲ့ curl ကိုအရင်ဆုံး install ပေးထားရမယ်ကိုယ်စားထဲမှာဆိုတော့ဒါဆိုကိုသူ့တော့ပြီးတော့မှ download လုပ်ထားပြီး install ပေးထားပြီOkay ဒီနေရာမှာတော့အခုကတော့ nvm node version manager ကနေပြီးတော့မှ install ပြုလုပ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့တပ်ပါတီအနေနဲ့ဒီ github တွေကိုတွားထားမယ် Okay အဲ့တော့ github link ကိုလည်းဒီမှာပေးထားတယ်နောက်ပြီးတော့ရင်အဲ့တော့ဒီမှာပေးထားတဲ့အခုပေးထားတဲ့ code အတိုင်းအဲ့တော့တခါလဲ copy ယူပြီးပေးလိုက်ရတယ်လို့မျိုးပဲအဲ့တော့သူ့တွေကတွားယူရင်လည်းရတယ်အတူတူပဲ curl ကိုတွားပြီး install လုပ်ထားပြီဆိုတော့ဒီကောင်နဲ့ download လုပ်လို့ရပြီOkay so ဒါဆိုပြီးသွားတဲ့အခါကျရင်အဲ့တော့နောက်တစ်ဆင့်အနေနဲ့အခုတို့ဘာလုပ်ပြရမလဲဆိုတော့ export လုပ်ပြရမယ်အဲ့တော့ဒီမှာအခုပြရတဲ့ code အတိုင်းပဲအဲ့တော့ copy ယူလို့ရတယ်လို့အဲ့တော့ဒီကနေတွားယူလဲရတယ်ဒါကတော့ node version manager ဖြစ်တဲ့ဟောကို export လုပ်တာပေါ့နော်နောက်ပြီးတော့ပြီဆိုလို့ရှိရင်ဒါဆိုရင်အခုတို့ node version manager and VM ကိုတွားပြီးတော့မှဆင်လို့ရပြီ Okay ဒါဆိုလို့ရှိရင်အခုတို့ဒီမှာ version အနေနဲ့ 0.40.3 ဆိုပြီးတော့မှရနေပြီအကယ်လို့ကိုမှဒီ version ကကြာမလာသေးဘူးဆိုလို့ရှိရင်เนาะဒီမှာဖြည့်ရှင်းတဲ့နည်းရှိပါတယ်အဲ့တော့ဒီ code လေး run ပေးလိုက်ရင်ရပြီအဲ့တော့အခုကတော့ဒါကတော့ပေးစရာတော့မလိုတော့ဘူးဘာကြောင့်ဆိုအခု version စစ်တဲ့အခါကျတော့ nvm ကအလုပ်လုပ်နေပြီလေเนาะ Okay so ဒါဆိုလို့ရှိရင်စပြီးတော့မှအခု node ကိုinstall ပြုလုပ်လို့ရပြီပေါ့ node ကို install လုပ်ဖို့အတွက် nvm ကနေပြီးတော့မှ list တွေကနေ remote ဆိုပြီးတော့မှသူရဲ့ version တွေကိုအရင်ဆုံးတွားပြီးစစ်ထားလိုက်မယ် Okay so ဒါဆိုလို့ရှိရင်အခုကဒီကောင်လာပြီးသူရဲ့ official site မှာတွားကြည့်မယ်ဆိုရင် official site မှာပေးထားတဲ့ version က 22.16.0 အဲ့တော့ဒီမှာအခုတွားပြီးစစ်တဲ့အခါမှာလည်းအဲ့တော့ 22.16.0 ကတော့နောက်ဆုံးလို့သူပေးထားတယ်เนาะ node version manager မှာလည်းဆိုတော့ဒါဆိုဒီ version ကိုအခုက install ပြုလုပ်ချင်တယ်ဆိုလို့ရှိရင်ဒါဆိုရင်ဒီကောင်လာပြီးတော့မှnvm install တွေကနေအဲ့တော့ကို install ပြုလုပ်ချင်တဲ့ version ကိုပေးလို့ရပြီဆိုတော့အခုကဒီ 22.16.0 ကို install ပြုလုပ်ချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ version တွေပေးလိုက်ရအကယ်လို့မှကိုက 22.15.1 ကို install ပြုလုပ်ချင်တယ်ဆိုရင်လည်းကိုလိုချင်တဲ့ version ကိုဒီမှာထည့်ပြီးရေးပေးလိုက်ရုံပဲပေါ့လေเนาะ Okay ဒါဆိုရင်သူစပြီး download လုပ်ပြီး install လုပ်နေပြီ Okay so ဒါဆိုလို့ရှိရင် node ကို install ပြုလုပ်တဲ့လုပ်ငန်းစဉ်ပြီးသွားပြီဒါဆိုသူ့ version သွားပြီးစစ်ဆေးချင်တယ်ဆိုရင် node-v လို့တော့ပြောရင်ဒါဆိုစောတော့ကို install ပြုလုပ်ခဲ့တဲ့ version ကိုရပြီပေါ့ဆိုတော့ကိုယ့်ရဲ့ဆက်မှာနောက်ပိုင်းကျလို့ရှိရင် node က version တွေ3-4ခုတော့ install ပြုလုပ်ထားတာမျိုးဖြစ်လာနိုင်တယ် version အဟောင်းကိုထောင်းတာမျိုးတို့မဟုတ်လဲနောက်ဆုံးထွက်တဲ့ version ကိုထပ်ပြီးတော့မှ update လုပ်တာမျိုးဆိုရင်လည်းဒီမှာ node က version 2ခု3ခုဖြစ်လာနိုင်တယ်အဲ့ခါကျလို့ရှိရင်ကိုကဘယ် version ကိုအဓိကထားပြီးသုံးပြုချင်လဲဆိုတဲ့အကောင်ကိုက default ရွေးပေးလို့ရတယ်အဲ့တော့ဒီမှာတော့ကိုကတော့ version တစ်မျိုးတဲ့ 22.16.0 ကိုပဲ install ပြုလုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်ချိန်စစ်စစ်အဲ့တော့ဒီ version ပဲကြာနေမှာပေါ့လေနော် Okay အဲ့တော့နောက်ပိုင်းအတွက်အဲ့တော့ version အတိုးအလျှော့မှာကိုက default ဒီ version တစ်ခုကိုတက်မှတ်ချင်တယ်ဆိုလို့ရှိရင်လည်းအဲ့တော့ကိုဒီမှာ
version ပြောင်းတဲ့နည်းကိုဟိုဒီမှာပေးထားပြီးသားရှိတယ်နောက်အဲ့တော့ note hyphen version နဲ့လည်းစစ်လို့ရတယ်အဲ့တော့ now ပြီးသွားတဲ့ခါကျရင်အခုတို့သူ့ကိုသွားပြီး default တော့ပေးမယ်ဆိုရင်တော့ဘာပြောရမလဲဆိုရင်nvm use တဲ့ကနေပြီးတော့မှကိုပေးစေချင်တဲ့ version ကိုအဲ့တော့ကိုအသုံးပြုစေချင်တဲ့ version ကိုအဲ့တော့ဒီမှာထည့်ပေးလိုက်အောင်ပါဒီမှာတော့အခုတစ်ခုတည်းရှိရဆိုတော့ဒီတစ်ခုတည်းပဲပေးထားလိုက်မှာပေါ့လေနော်အဲ့တော့အခုဒီမှာ nvm ဖြစ်ရမှာ okay ဆိုဒါဆိုလို့ရှိရင်တော့ဒီ version ကိုအခုအသုံးပြုမယ်လို့ပြောထားတာပြီးတော့သူနောက်တစ်ဆင့်အနေနဲ့အဲ့တော့ဒီ default ထားပေးတဲ့ကောင်ကပြည့်စုံဖို့အတွက်အခုတော့သူ alias နဲ့တွားပြီးပေးရအောင်မယ်เนาะအဲ့တော့ဆိုတော့ဒါဆိုရင်ဒီမှာတွားပြီးတော့ nvm alias တွေကနေပြီးတော့မှ aliasတွေကနေမှအခု default ထားစေချင်တဲ့ version ကိုတွားပြီးရွေးပေးထားမယ်အဲ့တော့ဒီမှာတော့အခုတော့တစ်ခုတည်းကိုပဲ install လုပ်တာဖြစ်တော့တခြားမလို့ဒါလေးပေးလိုက်ရင်ရပြီပေါ့ဆိုတော့ဒါဆိုလို့ရှိရင်အခုဒီကောင်လိုက် note version တွားစင်ရင်လည်းကိုထားခဲ့တဲ့default version ကိုသူပြပေးနေပါအကယ်လို့များအခုကဒီမှာလာပြီး 22.15.0 တော့မဟုတ်လဲ 15.1 ကိုအရင်ဆုံး download လုပ်ပြီးတော့မှဟာလားအဲ့တော့သူ့ကိုတွားပြီးတော့မှ default အနေနဲ့ထားခဲ့မယ်ဆိုရင်ဒါဆို note version မှာတွားဆက်တဲ့အခါကျရင်အခုထားခဲ့တဲ့အဲ့တော့ 15.1 တော့မဟုတ်လဲ 15.0 version ကိုပဲသူက default အနေနဲ့ရွေးချယ်ပြီးတော့မှပေါ်ပြနေမယ်ပေါ့လေနော် okay ဆိုတော့ကိုကတော့ဒီမှာတစ်ခုတည်းရှိတဲ့အတွက်ကြောင့်ဒီတစ်ခုတည်းကိုပဲတွားပြီး install ပြုလုပ်ထားတာပေါ့ဒါပါပဲဆိုတော့ဒါဆိုလို့ရှိရင်အဲ့တော့ note ကို install ပြုလုပ်တဲ့အဆင့်အောင်မြင်စွာပြီးဆုံးသွားပြီ။နောက်အဲ့တော့ကိုတို့ဒီ dependency တွေမှာ error tagging fit လုပ်ထားသေးချင်တယ်ဆိုရင်လည်းဒီ code ကိုပေးထားလိုက်အောင်ပဲ။အဲ့တော့မပေးလည်းရတယ်။ Okay ဆိုဒါဆိုလို့ရှိရင်အခုတို့နံပါတ်7လုပ်ငန်းစဉ်ပြီးသွားပြီဆိုတော့အဲ့တော့နံပါတ်7လုပ်ငန်းစဉ်ဖြစ်တဲ့ TypeScript ကို install တော့ပေးထားမယ်။အဲ့တော့သူရဲ့ official site ဒါကတော့သူရဲ့ official site မှာတွားပြီးတော့မှဒီ npm နဲ့ install ပြုလုပ်မယ်ဆိုလို့ရှိရင်အဲ့တော့ဒီမှာသူပေးထားတာလေးရှိတယ်။နောက်အဲ့ဒါလေးတွားပြီးသုံးလို့ရတယ်။နှမို့လဲအခုတို့ဒီကောင်လာပြီးတော့မှ global အနေနဲ့ install ပြုလုပ်ချင်တယ်ဆိုရင်လည်းဒီမှာပေးထားသူ code ပေးထားတဲ့ code လေးတိုင်း install ပြုလုပ်လိုက်အောင်ပဲ။အဲ့တော့ဒီမှာလည်းအခုပေးထားတာလေးရှိပါတယ်။အဲ့တော့ဆိုတော့ဒီကနေယူလဲရတယ်။ဆိုတော့အခုဒီကောင်လိုက် key လေးပေးထားလိုက်မယ်။အဲ့တော့ package တွေကတော့ update မလုပ်တော့ဘူးအစောဆုံးအခုပြုလုပ်ထားရဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကြောင့်မလို့ဒီကောင်ကို global install ပေးထားပြီokay ဆိုဒါဆိုလို့ရှိရင်ရပြီဒါဆိုလို့ရှိရင်ကိုယ်ဆက်ထဲမှာ TypeScript ကအလုပ်ဖြစ်နေလားမဖြစ်နေလားသိနိုင်ဖို့အတွက် dsc-v လို့တော့ပြောမယ်အဲဆိုရင်တော့အခုဒီမှာ version 583ဆိုတဲ့ version ကိုရပြီပေါ့လေနော် okay ဆိုဒီအောက်က code ကလေးတွေကိုတက်ကပေးလိုက်ပါအောင်မယ် okay ဆိုဒါဆိုလို့ရှိရင်အခုတို့ရဲ့အဲ့တော့ computer ထဲမှာ Node.js ကို install လုပ်တဲ့လုပ်ငန်းစဉ်လည်းပြီးသွားပြီအဲ့တော့နံပါတ်7လုပ်ငန်းစဉ်ဖြစ်တဲ့ TypeScript ကိုinstall ပြုလုပ်တဲ့လုပ်ငန်းစဉ်လည်းအဲ့တော့ပြီးသွားပြီပေါ့ဒါဆိုရင်နံပါတ်73အဲ့တော့ Python install ပြုလုပ်တဲ့နည်းကိုတော့နောက်ထပ်ဗီဒီယိုမှာထပ်တွေ့ပါမယ်